အားလုံးပဲမင်္ဂလာပါရှင် KK Handmade ကနေကြိုဆိုလိုက်ပါရအခုတစ်ခါညီမမျှဝေပေးမှာကတော့ Alphabet A လေးကိုပိုင်ကလင်နာနဲ့ခေါင်းကြီးလေးပဲဖြစ်ပါတယ်ပိုက်ကလင်နာဒီဟာခောက်ဖို့ဆိုရင်ပိုက်ကလင်နာအရောင်တူတာ2မျိုးလိုမယ်ပေါ့နော် main color သုံးမယ်ဟာညီမကတော့ main color အနေသုံးမယ်အဖြူကိုကြတော့ဘေးနာအနာကိုပို့ထည့်မယ်ဆိုတော့ main color အနေသုံးကြောင်းပိုက်ကလင်နာအဖြူကတက်ရှောင်းပြီးအလှတက်ရှင်လည်းလှတက်လိုမယ်ပေါ့နော် key chain တစ်ခုကတ်ကြီးပြီးအခါကျကော့ကန်းလိုမယ်ပြီးတော့ဒီဟာကိုပတ်ဖို့အတွက်ရိုးတံစိမ်းလို့ခေါ်တဲ့ရိုးတံစိမ်းမရှိရင်လည်းကိုယ့်ရှိမှရှိတဲ့တစ်ခုခုအချောင်းလေးတစ်ခုခုလိုက်ပတ်လို့ရပါတယ်အဲ့ဒါကိုပတ်မယ်ပေါ့နော်ပိုက်ကလင်နာကညီမတို့အနီ3ချောင်းလိုတယ်အဖြူတစ်ချောင်းလိုတယ်အဲ့လိုထားမယ်ပေါ့နော်ကိုကြိုက်နှစ်သက်ရာအရောင်ကိုကြိုက်နှစ်သက်ရာပုံစံနဲ့လိုက်လို့ရပါတယ်အလှတဲ့တွေကထည့်လဲရတယ်မထည့်လဲရတယ်ညီမကတော့ဟိုထည့်ခြင်းထည့်လို့ရအောင်ဆိုပြီးတော့ပြောပြပေးထားတာပေါ့နော်ပတ်တာလည်းလွယ်လွယ်လေးပဲရိုးတံမှာကလည်းပတ်တဲ့နည်းကလည်းဒီရိုးတံမှာယူပြီးတော့တဆင်ချင်းဒီလိုလေးလိမ့်ပြီးပတ်သွားရုံပဲပေါ့နော်အဆင်ပြေသလိုလေးနီးကက်ကလည်းပြီးရင်သူပြန်ဆွဲထုတ်လိုက်လို့ရတယ်ဆိုတော့အဆင်ပြေသလိုပတ်လို့ရတယ်ပေါ့နော်ညီမပြဗီဒီယိုထဲမှာပြထားသလိုမျိုးလေးပဲလိုက်ပတ်ပြီးတော့လုပ်ကြည့်ကြပါပေါ့နော်ညီမကျတော့စကားမှားတွေပါသွားရင်လည်းသိခံပြီးတော့နားထောင်ပြီးပေါ့နော်ညီမကကျတော့စိုက်မှာရိုက်ရတာဖြစ်တဲ့ဗီဒီယိုတက်ရိုက်ပြီးတော့အတန်ကိုကျတော့အားတဲ့အချိန်မှာအတန်တီးတန့်ပြန်သွင်းတာဆိုတော့တစ်ခါတလေကျရင်လက်နဲ့ဒီအတန်လိုက်ထည့်ရတာတွေအဆင်မပြေတာရှိခဲ့လို့ရှိရင်လည်းနားလဲပေးပြီးတော့ဗီဒီယိုတွေကအတိုင်းလိုက်လုပ်ပေးပေါ့နော်အဲ့ဒါနှစ်ချောင်းပတ်လိုက်မယ်ပေါ့နော်ခုနကညီမပြသလိုနှစ်ချောင်းပတ်လိုက်မယ်ဒီတချောင်းကိုကြတော့အလဲကောင်ကဖြတ်မယ်ပေါ့နော်သူကအလဲကောင်ကအလဲကောင်ကအတန်းလေးလုံးမှာဆိုတော့အရှိကြီးမလို့တူတူလေးပဲလို့ရဆိုတော့အလဲကောင်နဲ့ဖြတ်ပြီးတော့ခုနကပြောသလိုမျိုးပဲပြန်ပြီးတော့လိန်ပတ်လိုက်မယ်ပေါ့နော်အဆုံးထိပတ်ပြီးရခါကျအဲ့ဒါကျအလဲဆန်းအလဲထဲမှာပေါ့နော်အလဲဆန်းလေးထဲမှာပါဆန်းလေးထဲမှာဆိုသူအရန်အရှိမလို့ပေါ့နော်ကော်ကန်းကိုတော့နည်းနည်းလေးကြိုဖွင့်တာပေါ့သူကအဲ့ဒါမှကော်ကြီးပျော်ဖို့အဆင်ပြေရဆိုတော့ကော်ကန်းသုံးတဲ့နေရာကျရင်လက်ကောဒီဟာတွေပေးမသွားအောင်လည်းနည်းနည်းသတိထားရပေါ့နော်ပြီးလို့ရှင်နှစ်ဖက်လုံးကိုလေညီမတခုပြောချင်တာကကော်ကတ်တဲ့နေရာကျရင်နှစ်ဖက်လုံးကိုမကပ်ပဲတစ်ဖက်ထဲကတ်တာပို့ပြီးအဆင်ပြေပေါ့နော်ဒီထဲမှာပြထားဆိုတော့တစ်ဖက်ကိုပဲကတ်လိုက်ပေါ့နော်တစ်ဖက်ကိုညီမတော့နှစ်ဖက်ကတ်ပြထားတယ်အခုနောက်ပိုင်းညီမလုံရင်းနဲ့ပိုတီးတာနှစ်ဖက်ကတ်လို့ရှင်သူကော်သားအပြင်ထွက်နိုင်တယ်ပေါ့နော်ကော်ရီလဲသူကများသွားရင်နှစ်ဖက်ကတ်တန်နဲ့ကတ်လို့ရညီမကတ်တာတော့မပေးဘူးပေါ့နော်တကယ်လို့ကော်သားတွေပြင်ထွက်လာမှကြောက်တယ်လက်ပူမှကြောက်တယ်ဆိုရင်ကော်ကိုတစ်ဖက်ပဲကတ်ပေါ့နော်ကော်ရီတွေလည်းအများကြီးပြစ်ခဲနေအောင်မလုပ်နဲ့ပေါ့နော်ပြစ်ခဲနေအောင်လုပ်လို့ရှင်ဒီပူးတဲ့နေရာကျရင်လက်လဲပူတယ်ပြီးတဲ့ခါကျတော့ကော်ရီတွေထွက်လာလို့ရှင်လည်းမလှဘူးပေါ့နော်နှစ်ချောင်းလုံးအဲ့လိုမျိုးပဲခုနညီမကတ်ပြသလိုမျိုးပဲဟိုဘက်ဒီဘက်ကတ်သွားလိုက်မယ်ပေါ့နော်အလဲဆန်သေးလေးကိုလည်းဟိုဘက်ဒီဘက်ကတ်လိုက်မယ်အလဲကောင်ကရှိုးပြီးလို့ရှင်ကော်ရီကိုအများကြီးမသုံးမဲနဲ့နည်းနည်းပဲပေါ့နော်တစ်ဖက်ကိုပဲကတ်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်ဒီဇိုင်းအသေးလေးအတွက်လည်းကတ်ထားမယ်ပေါ့နော်ကတ်ထားပြီးလို့ရှင်ဟိုတီးလေးလို့ဖို့အတွက်လည်းကတ်မယ်ပေါ့နော်ကတ်ပြီးလို့ရှင်ခဏလေးကော်ချောင်းကတ်သွားအောင်ခဏလေးထားမယ်ခဏလေးကော်ချောင်းလေးကတ်သွားရဲ့အထိခဏလေးထားမယ်ပေါ့နော်ပြီးရင်ကော်အမြန်လေးတွေထွက်တာကိုနည်းနည်းဖယ်ပေးလိုက်မယ်ပေါ့နော်ကော်အမြန်လေးတွေထွက်တာနည်းနည်းဖယ်ပေးမယ်ပြီးလို့ရှင်ဟိုဘက်ဒီဘက်ကိုကော်ရပေးပြီးကတ်မယ်ပေါ့နော်ကော်အဓိကတော့ကော်ရည်တွေကိုဒါအပြစ်ခဲနေအောင်မသုံးနဲ့ပေါ့နော်ကော်ရည်ပြစ်ခဲနေအောင်သုံးလို့ရှင်ကော်တွေကပေးပြီးတော့မလှတော့ဘူးပေါ့နော်ကော်ရီကိုပြစ်ခဲမယ်ဟိုဘက်ဒီဘက်ဆိုင်ပြီးတော့အေးလုံးမှာတော့ဘက်ဒီဘက်ဆိုင်ပြီးတော့ကော်ကတ်မယ်ပြီးရင်အလဲဆန်ကိုကတ်မယ်ပေါ့နော်အလဲဆန်ကတ်တဲ့ခါကျရင်ဟိုညီမဗီဒီယိုထဲမှာပြထားသလိုမျိုးနောက်ထပ်အေးကိုအချောင်းလေးအဖြူလိုက်ဖော်တဲ့ခါကျရင်လှအောင်လို့ပူပြီးမကတ်ဘူးနော်ညီမပြထားသလိုမျိုးလေးကတ်မယ်နော်ထိတ်တွေဟိုဘက်ဒီဘက်ထိတ်နှစ်ဖက်ကိုတိုးမယ်ထိတ်နှစ်ဖက်ကိုတိုးပြီးရင်အလဲဆန်အေးကိုဝင်ကတ်မယ်ပေါ့နော်ဟိုဘက်နဲ့ဒီဘက်နဲ့ကိုကတ်မယ်ဒီကတော့ကော်ရီအများကြီးမသုံးနဲ့ပေါ့နော်သူကဘယ်မှာဆိုကော်ရီတွေပေးကုန်ရင်မလားတော့အဲ့လိုလေးကပ်ပြီးတော့ကော်သားလျှောက်သွားအောင်ခဏလေးထားပေးလိုက်ပေါ့နော်ခဏလေးထားပြီးလို့ရှင်အဖြူလိုင်းလေးလိုက်ပတ်မယ်ပေါ့နော်ခုနနှစ်ချောင်းကတ်ထားတဲ့အလဲနေရာလေးတွေကိုတပတ်လေလုံးအကုန်လုံးလိုက်ကတ်မယ်ပေါ့နော်ကော်တော့အဖြူလေးကိုလိုက်ကတ်မယ်အဖြူနဲ့နေနဲ့တင်းလေးလောက်ထားတာပေါ့နော်ဒီမှာကတော့လိုက်လုပ်လေးလူတွေကတော့ကိုနှစ်သက်တဲ့အရောင်ကိုနှစ်သက်ရအရောင်နှစ်ခုဆက်ပြီးလုပ်လို့ရရပေါ့နော်နှစ်အောင်ဆက်ရင်တော့ပိုလှရဲသူကပိုပေါ်သွားတာပေါ့နော်တပတ်လေလုံးကို
လိုက်ကတ်လိုက်မယ်ကောရီကိုတော့ဒါကြီးမသုံးနဲ့ပေါ့နော်သူကအမြင်တွေကလည်းဖယ်ပြန်ပြီးတော့အမြင်လေးတွေဖယ်ပေးပေါ့နော်နည်းနည်းပဲကတ်ယုံလောက်ဆိုရပြီပေါ့နော်ကော်ရည်တွေကိုအများကြီးပြစ်ခဲလိုက်ရင်မသုံးနဲ့ပေါ့နော်ကော်ရည်အများကြီးပြစ်ခဲလိုက်ရင်သုံးရင်လက်လဲပူတယ်ကော်သားတွေအများကြီးထွက်နေမလှဘူးပေါ့နော်တစ်ဖက်လေလုံးကိုအဲ့လိုမျိုးပုံစံနဲ့ပဲကတ်လိုက်ပါမယ်တိရှာလေးတော့ပြန်ပြီးတော့သူကပြုတ်ထွက်တယ်ကော်မဆွဲသေးဘူးဆိုရင်အားလေးနည်းနည်းလေးဖိပြီးတော့ကတ်ပေးပေါ့နော်ခဏလေးထားပြီးနည်းနည်းလေးလက်လေးနဲ့နည်းနည်းဖိထားပေးတိုင်းသူကကတ်သွားတယ်ခဏလေးနေလို့ရှင်ပြီးရင်ကော်မြန်လေးတွေဖယ်ပေးလိုက်ပေါ့နော်အားဆိုလှသွားတယ်ကော်မြန်လေးတွေဆိုဒီကော်ကြောင်းပြဿနာကော်မြန်တအားထွက်တယ်ပေါ့နော်အဲ့လိုကော်မြန်လေးတွေလိုက်ဖယ်ပေးလိုက်လို့ရှင်ရင်ကီရှင်လေးတက်မယ်ပေါ့နော်ကီရှင်လေးတက်ပြီးရင်အေးလှအလေးတစ်လုံးရပါပြီခဏလေးကော်ရှောင်းတော့ခဏလေးစောင့်ပေးရပါတော့ကော်ရှောင်းမှသူကကတ်သွားဆိုကော်လေးရှောင်းခဏဆောင်ပြီးကီရှင်လေးတက်ပြီးရင်ကီရှင်လှလေး alphabet A ကီရှင်လှလေးတစ်ခုရပါပြီအကြားခံခွန်းလေးတွေကတော့ဂျားခံခွန်းလေးတော့သုံးပေးရပါတော့ညီမဒီပရိစိတ်ကီရှင်တက်တာဆိုဂျားခံခွန်းလေးတော့ထည့်ပေးရဂျားခံခွန်းလေးသုံးမယ်accessory ပဲရမှာဝယ်ရမှမတင်လဲညီမစီမှာအခုသုံးပြတဲ့ accessory တွေအားလုံးရှိတယ်ပေါ့နော်အားလုံးဝယ်လို့ရပါတယ်ရှင်ကိုယ်စီမှာရှိတဲ့ဟာနဲ့လည်းလိုက်လို့ရတယ်လို့ accessory ဝယ်ရဘယ်နာဝယ်ရမှမတင်လဲညီမစီလာပြီးတော့ကုန်ချမ်းလေးလာပြီးတော့အားပေးလို့ရပါတယ်ရှင်ညီမကအတန်တက်ပြန်သွင်းရပါတော့ဆိုင်မှာဖြစ်တဲ့အတွက်ဗီဒီယိုတက်ရိုက်ပြီးတော့အတန်ပြန်သွင်းရဖြစ်တဲ့အတွက်တခုခုအဆင်မပြေတာရှိခဲ့လို့ရှိရင်လည်းအတိတ်ကနားလည်ပြီးကြည့်ပေးကြပါနော်အားလုံးကိုညီမရဲ့ဗီဒီယိုလေးတွေအမြဲဆောင်ကြည့်ပေးပြီး real လေးတွေပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုကကြတော့ဒီ pipe cleaner ကအရန်လွယ်တယ်ဆိုတော့ live လုပ်စီခြင်းနဲ့ပေါ့နော်သူကချီမထိုးတတ်တဲ့လူတွေအတွက်လည်း handmade ကိုယ့်အကူပျော်ရွှင်ရတယ်ပေါ့နော်ကိုလုပ်တဲ့ပစ္စည်းတွေတစ်ခုဖြစ်လာတယ်ကြည့်ပြီးအရန်ပျော်ရတာဖြစ်တော့ live လုပ်ကြည့်ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်